ကျွန်တော် Trinity နဲ့ပတ်သက်ပြီးထပ်ပြောမယ်နော် ABS ဆိုင်ကဏ္ဍပြီးတော့ Trinity Diploma ကျတော့ ATCL ဆိုပြီးရှိတယ်သူကအဲ့ဒီ grade diploma exam ဒီက first year student နဲ့ညီမျှတယ်ပေါ့သူတို့ခွဲထားလို့ဆိုလို့ရှိရင်နောက်သူ့ရဲ့ exam ဈေးတွေက300နဲ့400ဒါတော့ reliable မဖြစ်ဘူးဘာဖြစ်လို့ဆိုတော့နှစ်စဉ်ကျွန်တော်အနေနဲ့ပြောရရင်တော့ကျွန်တော်တို့ဖြေတော့ဆိုတော့ grade exam တက်တယ်ဒါလည်းတက်နိုင်တယ်ဈေးရနောက်ပြီးတော့LTCT ဆိုတာရှိတယ်အဲ့ကောင်ကတော့သူက final year နဲ့ညီမျှတယ် price က900နဲ့600ကျော်ပဲတော့ကျွန်တော်တို့ဒါခံမှန်းပေါ့နောက်ပြီးလို့ရှိရင် FTCL ဆိုတာရှိတယ်အဲ့ဒါကတော့ diploma exam မှာနောက်ဆုံး exam အမြင့်ဆုံးပေါ့နော်သူကကျတော့အဲ့လိုမျိုး post graduate level နဲ့ညီတယ်ဒါကိုပြောတာထင်တယ်ကျွန်တော် master နဲ့ level ညီတယ်ဆိုပြီးသူတို့ပြောတာပဲ exam fee ကတော့မြင်ရတယ်သူက900နဲ့1100အဲ့တော့ exam တစ်ခုကိုပြန်ပြီးရှင်းမယ်ဆိုလို့ရှိရင် ABSN ကဈေးပို့ပြီးတော့များတယ်100လောက်ပိုများတယ်အများနဲ့တွေ့ရတယ် grade exam တွေမှာအဲ့တော့ကျွန်တော် Trinity ကိုပို့ပြီးအားတာတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော် rock နဲ့ပတ်သက်ပြီးတော့ guitar တီးခဲ့တာလည်းရှိတယ်နောက် acoustic ကိုရွေးမယ်ဆိုတော့ရွေးလို့ရတယ်ဆိုတော့အခုကျွန်တော် notice ဖြစ်တဲ့လောက်ပေါ့နော် Trinity ကအများကြီး flexible ဖြစ်တယ်မှာတချို့သောကိစ္စတွေမှာ site reading ဆိုရင် diploma တန်းတွေမှာပါတယ်ဒါပေမဲ့တစ်ခါရလို့ရှိရင် Trinity မှာတစ်ခါလေးမှပါတယ်အများကြီးမပါဘူးတချို့သော video တွေရွေးချယ်လို့ရလို့ရှိရင် Trinity ကပို့ပြီးတော့ more flexible ဖြစ်တယ် ABS လည်းရွေးလို့တော့ရတယ်ဆိုတော့ဒါပေမဲ့အရင်ကြီးတော့အရင်ကြီးရွေးချယ်ဝင်နေတယ်ကျွန်တော်တို့ဒီ exam ပုံစံတွေပေါ့နော် rules and regulation တွေကိုလေ့လာကြည့်လို့ပေါ့နော်အဲ့တော့ဒီနေ့ကကျွန်တော် sharing လုပ်ပြီးမှာပါsharing လုပ်ပြီးခြင်းတဲ့အကြောင်းအရာကအဲ ABS နဲ့ Trinity ရဲ့ diploma ညနေပေါ့နော်အဲ့ဒါတွေကလည်းသိတဲ့နေပေါ့နော်တကယ်လို့များကိုကကျွန်တော်တို့အကြောင်း university အနေနဲ့အခွင့်အရေးမရှိခဲ့ဘူးဒါ trying လုပ်နေရအဲ့တော့ကျွန်တော် music instructor ဘိုင်းအနေနဲ့သွားမယ်ဆိုလို့ရှိရင်ဒါထုတ်ပါမယ်ဒါလေးတွေကျွန်တော်ရှင်းပြရရင်ကျွန်တော်ဒီနေ့ဗီဒီယိုဒီကောင်ထုတ်ပါမယ်အားလုံးအဆင်ပြေနေတယ်လို့လည်းပြောတယ်